ရအချိန်ကလာတစ်ခုတော်တွဲမှာလွတ်ဆင်သွားမယ်ဝိညာဉ်တွေတန်ဖိုးမဲ့သွားစေဖို့နောင်တနဲ့သီးလက်အမားတွေလို့နောက်ဆုံးသောကာလရောက်လို့နေပြီကဲတဲ့ချစ်တရားတွေကိုဝေငါပါသက်သေခံမြစ်တရားလက်တွေကံပေးတဲ့ရူကဲတို့လူကိုဖမ်းတဲ့ငါတဲ့နိုင်ငံတော်ချေပြမှုဂတိတော်လက်အေးဝိတရားပြီးခရစ်တော်ကိုသိစေတောင်းပေါ်မြင်တဲ့ဒေတာအမိမေယူလာရှမမိမိရေးရှင်မျိုးမှမြေကြီးဆုံးတာဖျားရဲ့နှလုံးသားဖျားပေးထားရဲ့လူသားတိုင်းနဲ့ပန်းနိုင်ချမ်းစီကိုကြီးရဲ့လက်နဲ့နှဆိုင်ဆုံးရာယုံကြည်လို့ရောက်စီတိုင်းတော့ရည်ကြီးဆုံးတော့အသက်သွေးကြောတရှင်တော့ဖေးတဲ့ဟောပြောတဲ့နှုတ်ရဲ့နှုတ်သက်ရှာလွတ်မြောက်တဲ့တဲ့ငောင်းကိုတက်ဆောင်ရှင်ပေါ်လူလို့ခန့်တာစက်ကြောရတစ်ခုလုံးတန်ဖိုးနဲ့ညီမြတဲ့ဝိညာဉ်ဝမ်းမြောက်ပိတ်လောင်တဲ့ကားတွေဖွင့်ယုံကြည်ခြင်းဖြည့်ဖို့နားတဲ့စိတ်မိတ်ဆွေတင်တို့ဒီလောကီနိုင်ငံရရရှိသမျှတော့တွား၍ဝိနည်းတတဝပေါင်းတို့ဟာဤဝင်ကြီးလေးတရားကိုဟောကြလောချီနှောင်ခံလွတ်ချင်းပေးဖို့ခြေခွဲသူအနာစီစေဖို့လူမျိုးတွေကကောင်းကြီးဖြစ်စေဖို့စီစဉ်တော့ခံရမြေလို့တင်နေတော့မြေကြီးမှာစတဲ့ကျွဲဝါခြင်းနဲ့မိခဏစမြဲဆရာယူနေတဲ့ကဲသူတော့ယူပါယုံပြီးအသက်ရှင်